ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဖုံးမင်းနိုင်ရေးသားထားတဲ့လာမင်းသားနဲ့ဆူတောင်းတစ်ခုအပိုင်း9ကိုတက်ဆက်ပေးကြပါရစေအစီအစဉ်လေးစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like ရ subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနား notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမကတော့အစီအစဉ်တက်ဆက်သူဟေမကူကူဖြစ်ပါရရှင်ဝေပုလာတော်ဝေပုလာတော်ဆိုတာကတော့ပုပ်ပန်းနေမြေတစ်ခုရဲ့တောင်ပြရွာအနီးမှာတည်ရှိပြီးစကဝါပိုင်းရနံနေထုံလွှမ်းနေတဲ့တောကြီးတစ်ခုလည်းဖြစ်ပါတယ်။ဝေပုလာတော်ဆိုတာကရှေးဘိုးဘေးအစဉ်အဆက်ကဒဏ္ဍာရီလာဆိုရိုးစကားတွေလည်းရှိခဲ့တယ်။အဲ့ဒါကတော့ဝေပုလာတော်အတွင်းမှာဘလူးမျိုးနယ်စုတွေရှိရဲဆိုတာပါပဲ။အဲ့ဒါကြောင့်ပဲရွာရဲ့အကြီးကဲအစဉ်ဆက်တောအတွင်းမိုက်ကိုကန့်သက်နေမြေလို့သတ်မှတ်ထားခဲ့ခြင်းလည်းဖြစ်ပါတယ်။တောတောင်ရဲ့သားမာလာကပွင့်ဖူးခင်ပြိုမေပန်စီဖို့မောင်ကြီးရဲ့ပန်းတွေခူဟာတိတ်ဆက်ချက်ဖောင်းရမင်းအတန်ဆိုးကြီးတဲ့ရှောက်အောင်နေနဲ့မဲလိုက်ထွက်ပါတယ်ဆိုမှမင်းအတန်ကြလို့တားကောင်လေးပြေးကုန်မယ်စာမကြကြပြောင်မကြအော်ဆိုနေတဲ့တပည့်ဖြစ်သူရဲ့အနှိမ့်စာအတန်ဆိုကြောင့်မိုးစိုးကြီးကြောက်တူဟိန်ဟောက်လိုက်တယ်ဒီတော့မှချက်ဖောင်းလဲသူ့ပါဇက်ကိုလက်နဲ့ပေးပြီးတိတ်တိတ်ကလေးနေသူ့ဆရာနောက်ကနေလိုက်လာခဲ့တယ်သူတို့ဆရာတပည့်နှစ်ယောက်ကဝေပုလာတော်အနီးတောင်ပြရွာမှာနေကြတဲ့သူတွေလည်းဖြစ်တယ်ဆရာကလည်းမိမမရှိသူကလည်းတကူရဲသမားဆိုတော့နှစ်ယောက်သားအတူနေပြီးကျွမ်းကျင်ရမို့ဆိုအလုံးနဲ့မို့ဆိုနောက်လိုက်လုံနေကြတဲ့သူတွေဖြစ်ပါတယ်ဆရာကြီးဒီနေ့ကျွန်တော်တို့နေတဝက်တောင်ကျိုးတော့မယ်တားကောင်မရသေးဘူးဒီတိုင်းတောဆက်တဲ့လိုက်ရှာနေမယ်ဆိုတော့တားကောင်မရပဲမိုးချုပ်တာပဲအဖက်တင်လိမ့်မယ်ထင်တယ်နော်တပည့်ဖြစ်သူချက်ဖောက်ရဲ့စိတ်လိုမကြတဲ့စကားတဲ့အဆုံးမှာမိုးဆိုးကြီးကြောက်တူလဲတက်ပြင်းအနှဲငယ်ချလိုက်ပြီးအခုလိုပဲပြန်ပြောလိုက်ပါတယ်အေးကွာဒီနေ့မှတားကောင်တစ်ခါမှတော့မတွေ့ဘူးဒီတိုင်းပြန်လဲရွာတွေကဖောက်တယ်လေစိတ်ပြက်လိမ့်မယ်ထင်တယ်ကွာဒါဆိုလည်းမထူတော့ပါဘူးဆရာကြီးကျွန်တော်တို့တောအတွင်းထိဝင်ကြရအောင်ဗျာတောအတွင်းမှာတော့ဒီကောင်လေးရှိမှသိကြတယ်ဗျချက်ဖောင်းရဲ့စကားအဆုံးမှာမိုးဆိုးကြီးကြောက်တူအနှဲငယ်တုံဆိုင်သွားခဲ့တယ်သူမိုးဆိုးလှုပ်လာတဲ့သမိုင်းတစ်ချောင်းမှာတောင်ကြီးရဲ့တောဆက်ကလွဲပြီးတောအတွင်းတစ်ချိန်တစ်ခါမှလည်းဝင်ရောက်ခဲ့ခြင်းမရှိခဲ့ဘူးဘာကြောင့်လဲဆိုတော့သူ့ဖခင်လက်ထက်ကလေးကတောအတွင်းမိုင်းထိသွားလောက်ခွင့်မရှိဘူးလို့တားမြစ်ထားတယ်လို့ရှေးလူကြီးတွေဆိုရိုးစကားလည်းရှိခဲ့တယ်အကြောင်းကတော့တောအတွင်းမှာတားရဲ့တိရစ္ဆာန်ကြီးတွေအပြင်အသားစားဘလူးတွေသူတော်စင်ပုဂ္ဂိုလ်တွေအသီးသီးကျင်လျာအပိုင်းဆိုပြီးသတ်မှတ်ထားဟန်တူပါတယ်သူစီကိုစီရဲ့လို့ခွဲခြားထားတယ်လို့ရှိပြီးတောအတွင်းပိုင်းကိုရွာကန်လူတွေလည်းမသွားဘူးကြတဲ့အတွက်တကယ်ပဲလူကြီးတွေပြောစကားမှန်သလားဆိုပြီးဘယ်သူမှမခွဲခြားနိုင်ဘူးအခုတော့မိမိရဲ့တပည့်ဖြစ်သူဟာတောအတွင်းပိုင်းဝင်ဖို့ရန်တိုက်တွန်းနေတော့မိုးဆိုးကြီးကြောက်တူလေအတော်လေးစဉ်းစားနေရပြီလေဒါနဲ့ပဲဆုံးဖြတ်ချက်ကိုအခိုင်အမာချပြီးတောအတွင်းပိုင်းဝင်ပြီးတားကောင်တစ်ကောင်လောက်တော့ရအောင်ပြဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်တယ်အသက်ပါလာတဲ့ဖန်နဲ့ထုတ်ထားတဲ့ထမင်းတုံးနှစ်ထုပ်ခွဲပြီးတစ်ပင်ကြီးတစ်ပင်ရဲ့အောက်ခြေမှာပူဇော်ပါတာလိုက်ပြီးကျန်တဲ့လက်ကျန်ဆက်သားကြောင့်နဲ့ထမင်းတွေကိုသာဆရာတပည့်လွေးလိုက်ကြတယ်။ကဲချက်ဖောက်ရေးစားလို့တော့ပြင်ပြီကွာ။ဟဲ့ငါတို့တောအတွင်းမှာဝင်ကြည့်ကြပါပေါ့။ဒါပေမဲ့တခုတော့ပြောမယ်နော်။တားကောင်ရသည်ဖြစ်စေမရသည်ဖြစ်စေငါတို့တွေတောအတွင်းဝင်ခဲ့တာတော့ဘယ်သူမှမပြောမိစေနဲ့။ကျွန်တော်ဆရာတပည့်ပါဗျာ။နှုတ်လုံးမိတာပါ။အဓိကဒီနေ့တားကောင်ရဖို့ပဲမဟုတ်လား။အေးတားကောင်ရမရဆိုတာထက်လူတွေအယူသီးနေတဲ့ကိစ္စလက်တွေ့ကြကြဟုတ်မဟုတ်သိချင်တာလဲပါတယ်ကွာကဲလာကွာချိန်ကြတယ်အခုပဲဝင်မယ်ပြောရင်းဆိုရင်လည်းဒူးလေးကိုပခုံးပေါ်တင်ပြီးရှေ့ကနေဦးဆောင်သွားနေတဲ့ဆရာရဲ့နောက်ကိုချက်ဖောင်းလေးတမြောင်လေးခါထိုးပြီးအတင်းပြေးလိုက်ခဲ့တယ်သူ့ရဲ့ဆရာဖြစ်သူဟာစိတ်မြန်လက်မြန်တစွတ်ထိုးဆန်တဲ့အကျင့်သူကောင်းကောင်းလေးသိရဲ့လေဒါကြောင့်တားကောင်များတဲ့အခုလိုချိန်မှာသူတိတ်သွားခြင်းနဲ့တောတွင်ပိုင်းဝင်ဖို့ကြံစီကိုဆရာဖြစ်သူရဲ့ခြေနေကိုကြည့်ပြီးအကောင့်ထဲဖော်လိုက်ရတာလည်းဖြစ်တယ်ဒီလိုနဲ့ခြေလန်း100ကျော်လောက်ရှောက်ပြီးတဲ့နောက်မှာဝမ်းကနေကြာဟင်းတဲ့တစ်ချက်ကြားလိုက်ရတော့ဆရာတပည့်နှစ်ယောက်နီးစရာတစ်ပင်တစ်ပင်ပေါ်ပြေးတိုင်အခြေအနေကိုစောင့်ကြည့်လိုက်ရတယ်။တိတ်မကြပါဘူးဗျာ။သူတို့ရှိရဲ့အပင်ကြီးရဲ့အောက်ကိုရောက်လာတဲ့ကြားကြီးနှစ်ကောင်အထင်သာမြင်လိုက်ရတော့သူတို့ဆရာတပည့်နှစ်ယောက်လည်းအတန်လေးမထွက်ရဲပြစ်လည်းမပြစ်ရဲဖြစ်နေ။ကြားကြီးနှစ်ကောင်က9000ကြားကြီးတွေဖြစ်ပြီးထွားထွားကျန်းကျန်းတန်တန်မာမာတွေဆိုတော့သူတို့ဒူးလေးနဲ့တမြောင်လောက်ကတော့မဖြုံတော့ဘူးဆိုတာလည်းသိနေ။ဒူးလေးတွေမြားကိုအစိတ်လူထားပြီးမဲ့အခုလိုမျိုးတားကောင်ကြီးအတွက်ကတိတ်ပြီးထိထိရရမရှိဘူးဆိုတာလေသူတို့သိနေလို့လည်းဖြစ်တယ်။ဒီလိုနဲ့နှစ်ယောက်သားမကြောက်မလန့်နဲ့အပင်ကြီးပေါ်မှာနေရိတ်ချင်နေကိုအကဲခတ်ကြည့်နေတော့သူတို့အပင်ကြီးရဲ့ထိပ်ဖြာရမ်းခါနေတာတွေ့လိုက်ရတယ်။အဲ့နောက်နှစ်ယောက်သားအပေါ်မောကြည့်လိုက်တော့အစိမ်းရောင်အပေါ်အောင်ဝစ်ဆောင်အကွက်ကွက်တွေနဲ့တန်လျက်ကြီးတွေကင်ထားတဲ့ဘလူးနှကောင်ထိတ်လန့်တကြားမြင်လိုက်ရတယ်။ဘလူးကြီးနှကောင်ကလည်းหนีရဲနေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေပြီးတော့သူတို့နှစ်ယောက်ကိုဒေါသတကြီးကျိမ်းမောင်းနေရရဆဆငါတို့နေတဲ့တောတွင်မိုင်းတွေဝင်လာပြီးတားကောင်တွေပြက်ခတ်တက်ဖြတ်နေတဲ့လူသားတွေဒီနေ့တော့မင်းတို့လည်းတားကောင်စားတွေဖြစ်စေအောင်မယ်ပြောရင်းဆိုရင်နဲ့ညာဘက်ကဘလူကြီးကတန်လျက်ကြီးကိုမြောက်ကသူတို့ရဲ့တစ်ပင်ကိုင်းကိုလှမ်းထိုးလိုက်တဲ့ချိန်မှာပဲသူတို့ဆရာတပည့်နှစ်ယောက်ထိုင်တဲ့တစ်ကိုင်းဟာကျိုးကြပြီးသူတို့နှစ်ယောက်လည်းမြေပြင်ပေါ်ပြုတ်ကျသွားခဲ့တယ်
အိမ်နောက်အသင်းဆောင်နေတဲ့ကြားကြီးနှစ်ကောင်ကမုတ်ဆိုးဆရာတပည့်ရဲ့လေမျိုးကိုက်ခဲ့ပြီးအနီးနားမှာရှိတဲ့ချုံပုတ်ထဲကိုဆွဲခေါ်သွားတယ်။မုတ်ဆိုးဆရာတပည့်လည်းတစ်ပင်မောကြားတဲ့အရှင်ကြောင့်မလှုပ်ရှားနိုင်တဲ့အချိန်မှာသူတို့ရဲ့လေမျိုးကိုက်ခဲခေါ်ဆောင်သွားတဲ့ကြားကြီးနှစ်ကောင်ရဲ့နောက်ကိုပါသွားရင်မုတ်ဆိုးကနေတားကောင်ဖြစ်သွားကြရတယ်။အိမ်မြန်ခွင်ကိုကြည့်ရင်တစ်ပင်ထိတ်ကဘလူးကြီးနှစ်ကောင်တောက်တစ်ခေါက်ခေါက်နဲ့နေရင်နဲ့ကဲညီမတို့ဒီလူသားတွေကလူစီဘလူးစီကိုစတင်ကြော်လာခဲ့ပြီ။အဲ့တော့ငါတို့ဘက်ကလည်းစီးစီစောင့်ကြမလို့တော့အဲ့တော့အခုပဲတောင်ပြပါတွေ့ရလုံးသွေးချောင်းကြောင်လုပ်ပြမယ်ဟုတ်တယ်ကိုတော့အတိတ်ဘဝဆူတောင်တစ်ခုကြောင့်အခုဘဝမှာမောင်နှမဖြစ်ခဲ့ရတယ်အဲ့ဒါကလေဒီလူသားတွေကနေဖြစ်တည်တဲ့ရဟန်းတွေကြောင့်ဖြစ်ခဲ့ရတာညီမတို့တော့တသက်မကြည့်ဘူးလူသားနဲ့ရဟန်းဆိုအကုန်လုံးတတ်မယ်ဘလူးညီမရဲ့ဒေါသတကြီးပြောစကားကိုကြားတော့အခုဖြစ်သူဘလူးကြီးလည်းအားရပါရရှိမောပြီးအခုလိုပဲကြွေးကြော်လိုက်တယ်အောင်မီကွာအောင်မီဒီလူသားတွေစီးဖောက်သွားပြီဆိုတော့ငါတို့အကြံလဲအောင်မီအခုပဲတောင်ပြရွာအပါဝင်တောင်ကြီးရွာတွေစီတွားရောက်ဖြစ်စီပြီးရဟန်းတဲ့လူသားတွေတတ်ဖြတ်ကြမယ်ညီမတို့ရေပြောရင်းဆိုရင်နဲ့ဘလူးမောင်နှမလည်းတန်လျက်ကိုထန်ကတောနဲ့ကြီးကနေကောင်းကင်ခရီးနဲ့တောင်ပြရွာအရင်ဆုံးဦးတည်နေခဲ့တယ်အဲ့အချိန်မှာသူတို့ရဲ့ရှစ်တက်တဲ့ကောင်းကင်မှာစောကြီးတစ်ပါးလာရဲ့နေရာမြင်လိုက်ရတော့သူတို့လည်းခဏရက်လိုက်ပြီးစောကြီးကိုကျင်းဝါလိုက်တယ်ဟဲ့ဗန်ဒီယာစောကြီးငါတို့ရှေ့ကနေဘာကြောင့်ပိတ်နေရလဲအခုဒီလူသားတွေစီးဖောက်လို့ငါတို့သွားပြီးတတ်မလို့လမ်းပိတ်ထိုင်အသင့်ပါတတ်မှာနော်ဘလူးကိုရဲ့ပြောစကားကိုကြားတော့စောကြီးလည်းလက်ကိုကာပြရင်အခုတင်းတို့ကိုသွားခွင့်မပြုနိုင်ဘူးအခုပဲစီးဖောက်ပြီးဝင်လာတဲ့သူတွေကိုတင်းတို့ရဲ့တိုက်ကြားတွေနဲ့တတ်ပြီးပြီမဟုတ်လားကျင်းတတ်တော်လေစောကြီးရဲ့စကားကိုကြားတော့ဘလူးမောင်နှမလည်းတန်လျက်တွေကိုမြောက်ကဆက်တွေထုတ်လို့ပြီးအပြင်းထန်စောကြီးစီတိုက်ခတ်တယ်စောကြီးကလည်းဝင်ရောက်လာတဲ့ဆက်တွေကိုတောင်ဝင်းနဲ့ဝေရိုင်းအသေးအတန်ကာကွယ်နေရတယ်တကယ်တော့စောကြီးကသူတို့နှစ်ကောင်ပေါင်းတိုင်သူမနိုင်မှန်းလဲသိပေမဲ့အတက်နိုင်ဆုံးလူသားတွေအတွက်သူကာကွယ်ပေးမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ရသလောက်ခုခံနေရခြင်းမှာအတန်ကြောင်တိုက်ခိုက်ပြီးတဲ့နောက်ဘလူးမောင်နှမပြစ်လိုက်တဲ့ဆက်တွေကစောကြီးရဲ့တောင်ဝေးကိုလွှင့်ထွက်သွားစေခဲ့တယ်။စောကြီးလည်းမိမိအားကိုးရတောင်ဝေးမရှိတော့နောက်ထပ်ဘလူးမောင်နှမပြစ်လိုက်တဲ့ဆက်တွေကိုလဲဆင်းခံပြီးအောင်မှတခြားရွေးချယ်နိုင်စားမရှိတဲ့အခြေအနေတစ်ခုဖြစ်နေ။အဲဒီအချိန်မှာဘလူးနှစ်ကောင်ပြစ်တဲ့ဆက်တွေကသူ့ရင်ဝါစီတက်တက်ရောက်လာတဲ့အချိန်ဝုန်းဆိုတဲ့အတန်ကြီးနဲ့အတူဘလူးမောင်နှမပြစ်လိုက်တဲ့ဆက်မှန်သမျှပေါက်ကွဲပြီးဘလူးမောင်နှမနှစ်ယောက်အနောက်ကိုလွှင့်ဆင်းသွားတာမြင်လိုက်ရတယ်။စောကြီးလေသူ့ကိုဘလို့ပုံကူမျိုးကကာကွယ်လိုက်တယ်လဲဆိုတာလိုက်ရှာကြည့်လိုက်တဲ့အချိန်မှာပဲရွှေရောင်ချက်ဝတ်တစားတွေနဲ့လှပတင့်တယ်နေတဲ့နှက်တပားကိုမြင်လိုက်ရတယ်။ဘလူးမောင်နှမလည်းရွှေရောင်နဲ့ကြီးကိုလည်းမြင်ရောကောင်းငင်ပေါ်မှာပဲဒူးထထိုင်ချလိုက်ရင်အရှင်နမင်းဘာအတွက်ကြောင့်ကျွန်တော်မျိုးတို့ရဲ့ကိစ္စတွေမှာဝင်ပါရပါသလဲမေးလိုက်ပါတယ်ဟဲ့ဘလူးရုပ်တွေနင်တို့ရဲ့စီးတွေဂတိသစ္စာတွေကတော်တွင်တော်အဆဆိုပြီးနှစ်ပိုင်းပဲကန့်သက်ထားတာမဟုတ်ဘူးလားလူတွေနေတဲ့အရာကိုသင်တို့သွားလာခွင့်ငါမပြုနိုင်ဘူးရွှေရောင်နမင်းရဲ့စကားကိုလည်းကြားရောဘလူးနှစ်ကောင်တွေ့ဝေးသွားတယ်တကယ်လဲသူတို့တတ်မှတ်ထားတာတော့တစ်ခုပဲလေအခုမှသူတို့လည်းအမြင်မှန်ရှားတဲ့ဟန်နဲ့နှစ်ယောက်ပြိုင်တူခေါင်းညှိလိုက်ကြတယ်ငါသစ္စာပါလာနမင်းသစ္စာဖောက်သူသစ္စာပြတ်သူတို့ငါကိုယ်တိုင်တားဆီးရမှာပဲဒီတော့အခုချက်ချင်းသင်တို့မူလနေရာပြန်ပြီးတော့အဲ့လိုတော့မရဘူးအသင်နမင်းဒီလိုသားတွေစီးဖောက်တဲ့အတွက်ကျွန်တော်တို့အနေနဲ့တော့တစ်ခုလုံးအပိုင်စားယူရမှာဖြစ်မယ်ဟဲ့စက်ကနဲ့မနီလာဘလူးရုပ်တွေတင်တို့ရဲ့စီယုံကလက်ခံနေအခုပဲတင်တို့လူညောက်တက်ခဲ့ပြီးနောက်ထပ်လူထပ်တက်တာနဲ့ငါကိုယ်တိုင်နတ်မင်းကြီးတွေစီကိုတိုင်ကြရလိမ့်မယ်ကောင်းပြီအရှင်သစ္စာပါလာနမင်းကျွန်တော်တို့လူထပ်မတက်ဘူးစိတ်ချကျွန်တော်တို့နေတဲ့တောအစအလေအစုံဝင်လာတဲ့လူမှန်သမျှတော့စုံမခွင့်ရှိရမလားကောင်းပြီလေငါဒီကသစ္စာရေးနမင်းဖြစ်တဲ့အတွက်သစ္စာဖောက်သူတွေရဲ့အကျိုးဆက်ကိုလည်းငါလည်းတားဆီးခွင့်မရှိဘူးဒါပေမဲ့လူသားတွေကိုအသေးသက်ခွင့်တော့မပြုနိုင်ဘူးသစ္စာပါလာနမင်းလည်းအဲ့လိုပြောပြီးပြောက်ကွယ်သွားတော့မှဆက်ကနဲ့မနီလာဆိုတဲ့ဘလူးမောင်နှမလည်းစောကြီးကိုဆူဆူဆက်ဆက်ကြည့်ရင်ဒီနေ့အစပြီးငါတို့ကတော်တော်လုံးပိုင်ဖြစ်သွားပြီစောကြီးစုပ်တင့်ရောငါတို့နေရာနေခွင့်မပြုနိုင်ဘူးအခုချက်ချင်းအသင်တခြားရက်ကိုပြောင်းပါမဟုတ်ရင်တော့အသက်မှာရှိတဲ့အစွမ်းမှန်သမျှဖြတ်တောက်ပြရမှာပဲဘလူးမောင်နှမလည်းစောကြီးကိုကျိန်းမနှင်ထုတ်ပြီးမိမိတို့မူလာနေရာပြန်သွားခဲ့ကြတယ်စောကြီးမှာတော့တောင်ဝေးကိုရန်ကသူတို့နဲ့ဆန့်ကျင်မဲ့အရာပြန်သွားခဲ့တယ်ဒီဖြစ်ရတွေဖြစ်ပြီးတိတ်မကြပါဘူးတော်ရဲမို့ဆိုးဆရာတပည့်ကိုလိုက်ရှာတဲ့တကြီးပါဝင်လိုက်လာတဲ့ရွာသားတွေအကုန်လုံးယူသွားတယ်ဆိုတဲ့တဲ့င်းကအနီးအနားရွာတွေအထိပါပြန့်နှံ့သွားခဲ့ပါတယ်ရွှေတန်းရှင်ကြီးဖေဟာအရှင်မင်းကြီးရဲ့မြောက်နှန်းဆက်မိဖုရားကြီးဟာအရှင်ရဲ့ငေးကြိုကြီးဆက်ကခေါ်ဆန်အောင်ဖောက်ပြလိုက်ပါသွားကြမှာဖေဟာစစ်သူကြီးတွေဖြစ်တဲ့မင်းရဲ့ကြော်ထင်နဲ့မင်းရဲ့ဗလာတို့ရဲ့ရှောက်တင်စကားကိုကြားတော့ပကံပြည့်ရှင်တီဟကုံမမင်းဟာရာဇပလင်မော်ကနေပဲတည်ငြိမ်လက်သားနဲ့ရှိနေခဲ့ပါတယ်အိမ်နောက်သူ့မိဖုရားအရေးကိုတိတ်ဆိတ်ဝင်စားဟန်မပြပဲအခုလိုပဲမိတ်လိုက်ပါတယ်စစ်သူကြီးမင်းရဲ့ကြော်ထင်နဲ့မင်းရဲ့ဗလာငါကိုရောရဲ့ကိုရေးကိုရာနဲ့တိုင်းလူပြည်သားတွေရဲ့အသက်အိုးအိမ်စီစဉ်ဘယ်ဟာပိုအရေးကြီးလိမ့်မယ်ထင်တယ်လဲကွ
မှန်လားပါရှင်နှန်းရှင်ဖေကျွန်တော်မျိုးတို့ဒီကအရှင့်အပားမှာတာဝန်ကျေပြအောင်ထမ်းဆောင်ရတဲ့ကြေးကျွန်တွေဖြစ်လို့အရှင်စိတ်ခိုင်းရအသက်ပေးဖို့ဝန်မလေးကြောင်းပါဖေဒါပေမဲ့တော်ရစစ်သူကြီးတို့မိဖုရားအရေးထက်ငါကိုရောမြတ်ရဲ့တိုင်းသူပြည်သားတွေသွေးကြောင်မစီပွားပို့အရေးကြီးတယ်သူတို့နောက်ကလိုက်ပြီးဘသူမှဖမ်းဆီးချုပ်နှောင်ခြင်းမပြုဘဲသူတို့ဘာသာအေးဆေးနေပါစေကွယ်ရှင်နှန်းရှင်ရဲ့မိမစကားကိုကြားတော့စစ်သူကြီးနှစ်ဦးလည်းတပ်ပြင်းကိုစီချကစိတ်မသက်မသာအမူအရာနဲ့အခုလိုဆက်ပြီးရှောက်တယ်ပြန်နေအခုတိုင်းပြည်ရဲ့အခြေအနေကလည်းအတော်လေးမငြိမ်မသက်ဖြစ်နေပါရဲ့ဖေတိုင်းသူပြည်သားအရေးထက်အရှင်ရဲ့ထီးနှံအရေးဦးစားပေးပြီးဆုံးဖြတ်စီခြင်းကြောင်းပါဖေဘာစစ်သူကြီးတို့ငါကိုရောမြတ်တူအရေးကများပြားလာတဲ့တိုင်းသူပြည်သားတွေနဲ့ရှင်းလို့ရပါမလားငါကိုရောမြတ်တူရဲ့အစဉ်ပြေဖို့အတွက်ငါပြည်သူပြည်သားတွေစတေးရမယ်ဆိုရင်ငါကိုရောပဲအသေးခံလိုက်မယ်ဒါပေမဲ့အရှင်မင်းကြီးအေးမဘယေစောသက်ထင်ကိုယ်တိုင်စစ်တီသိမ်းမများစွာနဲ့အလုံးရင်တိုက်ခိုက်ဖို့ပြင်နေကြမှာဖေအခုဆိုရင်မျိုးစောစစ်တီတချို့လဲသူတို့ရဲ့ပြောက်ကြားတိုက်စစ်စင်မှုတွေရဲ့ကြားမှာတဖြည်းဖြည်းနဲ့အထိနာနေရပြီဖေတကယ်စားအတွက်ငါကိုရောမြတ်ခေါင်းခဲနေရပေါ့ငါပြည်သူပြည်သားတွေအထိနာမဲ့အရှိငါကိုရောစိတ်မအေးနိုင်ကွယ်ဒါဆိုကျွန်တော်မျိုးတို့စစ်တီအင်အားတွေစုပြီးမြို့တကားဝနေစီပြီးအရင်ဆုံးဝင်အောင်တိုက်ခိုက်ခွင့်ပြုပါဖေနေအုပ်စစ်သူကြီးတို့ပိုကောင်းတဲ့အစီအစဉ်ငါကိုတွေးမိတယ်အခုတော့အသင်းတို့လည်းပြန်လို့ရပြီအခုချက်ချင်းမြို့တကားဝနေရန်သူချင်းတွေအကဲခတ်ပြီးတော့ရွှေနှန်းရှင်လည်းအဲ့လိုမိပြီးနားနေဆောင်တွင်ဝင်သွားတော့မှစစ်သူကြီးနှစ်ဦးလည်းပြန်ထွက်လာခဲ့ကြတယ်မိဖုရားကြီးကျွန်တော်မျိုးနောက်လိုက်တာမင်းပြစ်မင်းနဲ့တက်မှမကြောက်လားဒီလိုအချိန်နဲ့ရောက်မှတော့မိဖုရားကြီးလို့မခေါ်ပါတော့နဲ့မောင်ကြီးဆက်ကမင်းကြီးတတော်လည်းနှစ်ယောက်တူတူသေးကြတာပေါ့မဟုတ်ဘူးလားအဲ့ဒါတော့ဟုတ်တာပေါ့မိဖုရားကြီးရဲ့ဒါပေမဲ့လေဘာဒါပေမဲ့လဲမောင်ကြီးအခုအစပြီးမိဖုရားကြီးလို့မခေါ်ဘဲနဲ့နှမလိုပဲခေါ်ပါပြီးတော့မင်းကြီးတတော်လည်းနှစ်ယောက်တူတူသေးကြတာပေါ့မသေးခင်ချိန်လေးမှာတော့ကိုချစ်တဲ့သူရဲ့ရင်ဝင်နွေ့နွေ့လေးမှာခိုးဝင်ပြီးရှင်တန်ကျင်သေးရဲ့မောင်ကြီးရဲ့မိဖုရားကဟုတ်ပါနှမကတော့တတိရှိမှတော့မောင်ကြီးလည်းတေပါမကြောက်တော့ဘူးအရှင်မင်းကြီးပေါ်မှာဖောက်ပြန်ပြမမိခဲ့ကြတာကိုအရှင်မင်းကြီးကတတ်မယ်ဆိုရင်လေမောင်ကြီးတို့တနေရာတစ်ချိန်တည်းမှာပဲတေကြတာပေါ့ကွယ်ဒီလိုနဲ့မြောင်နှန်းဆန်မိပြတစ်ဖြစ်လေမနီလာမင်းမပြူဟာသူမချစ်လို့အရှင်မင်းကြီးပေါ်မှာတစ္ဆာဖောက်ပြီးတော့လိုက်ခဲ့တဲ့စက်ကရဲ့ရှင်ခွင်ထဲမှာအပျော်ကြီးပျော်နေခဲ့ပါတယ်ဘာပဲဖြစ်ဖြစ်ပါပိုးဖလန်မျိုးသူတို့ရဲ့မိဘရှိကိုဆက်တိုးခဲ့ကြပြီးရမှုဖြစ်လာတဲ့အဆိုးတန်းတွေကိုလည်းလက်ခံရမှာပဲလေကိုချစ်တဲ့ချစ်သူရဲ့ရှင်ခွင်ထဲမှာတရက်အသက်ရှင်ခြင်းဟာတဘွားလုံးစာအတွက်သေဆုံးရမယ်ဆိုရင်တော့မှထိုက်တန်တယ်လို့သူတို့တွေမြင်ခဲ့ကြတယ်မြင်နေရတဲ့မပိုင်ဆိုင်ရပဲတခြားသူရှင်ခွင်ထဲမှာမပြောရှင်ပဲအသက်ရှင်နေရတဲ့ကိုချစ်သူတရက်သာပိုင်ဆိုင်ခွင့်ရပါစေရှိနေတဲ့အချိန်လေးမှာအပြည့်အဝပျော်ရွှင်ရင်မနှက်ဖြန်သေဆုံးခြင်းအတွက်ကိုလည်းနောင်နာရစရာမရှိပါဘူးလေဒီလိုနဲ့သူတို့ချစ်သူနှစ်ဦးလည်းတညာလုံးမီးပုံဘေးမှာအိပ်ပျော်သွားကြရမှာတောနက်ကြီးရဲ့တောကောင်တွေရဲ့စုညံတန်းတွေအတူနှိုးထလာခဲ့ပါတယ်အချိန်ကရောင်နီးစပြိုးနေပါပြီဒီလိုနဲ့သူတို့တွေအသင့်ပါလာတဲ့တတိကြောက်လေးတွေကိုထုတ်ကမနှက်စာစားဖို့ပြင်ဆင်လိုက်တဲ့ချိန်မှာပဲရဟန်တပါသူတို့နဲ့အတော်လေးဝေးကွာတဲ့နေရာလောက်ကနေတပိတ်ပိုက်ပြီးသူတို့ရှီယာဘက်ကိုကြွလာတာကိုတွေ့လိုက်ရတယ်ဒါနဲ့သူတို့လည်းတတိကြောက်တုပ်လေးတွေကိုအရင်ဆုံးမစားသေးပဲဦးဖြက်ပြရဟန်တော်လှူပြီးဆူတောင်းလိုက်ကြတယ်သူတို့ဆူတောင်းကတော့အခုလိုတပည့်တော်မာတို့လှူဒန်းရတဲ့ကုသကံစေနာကြောင့်ဒီဘွားမှာသေလုံးပြီးနောက်ဘွားရောက်ခင်တရားမျက်နှာတရားအချိန်တိုင်းမြင်ရတဲ့နေရာမှာပဲငှက်ဖြစ်ရင်တော့တခိုင်းနေနာပြီးအတူတကွနေနိုင်ရပါလို့ဤအဲ့လိုဆူတောင်းလိုက်ကြတယ်ရဟန်းတော်လည်းတောင်းတဲ့စုပြေစီဆိုပြီးမိမိုင်းနဲ့သူတို့ကြောခိုင်ကပြောက်ကွယ်သွားတော့မှသူတို့လည်းလက်ကျန်အသီးကြောက်တွေကိုစားပြီးတောတွင်းမိုင်းထိဝင်ကြည့်နေကြတယ်အဲ့ဒီအချိန်မှာပဲမထင်မှတ်ပဲတောထဲမှာဆင်ရိုင်းအုံနဲ့တွေ့ပြီးနှစ်ယောက်သားအသက်ဆုံးရှုံးခဲ့ရတယ်ဒီလိုနဲ့သေဆုံးပြီးရဲ့နောက်မှာမဲသူနာအမည်ရှိရဲ့ဘလူးမကြီးနဲ့ပုတ်ပါတောင်ကြီးတောင်ပြရွာသူကြီးဦးတိတ်ခါတို့အကြောင်းပါရမှာသူတို့အမှားမောင်နှမဖြစ်နေမွေဖွားလာခဲ့တယ်တကယ်တော့တောင်ပြရွာသူကြီးဦးတိတ်ခါကသူ့မိန်းမကိုဘလူးမမသိပဲချစ်ကြိုက်မိခဲ့ပေမဲ့ဘလူးမဖြစ်မှန်းလဲသိရောသူတို့နေထိုင်အောင်တောကနေထွက်ပြေးခဲ့တယ်ဒီလိုနဲ့ဘလူးမလည်းသိတော့အတင်းလိုက်ရကနေတောဆက်နာလဲရရောသူ့ယောက်ျားတွေ့ပြီးဝမ်းသာအားရလှမ်းခေါ်ပြီးပြန်လာဖို့အတင်းပြောတယ်တကယ်တော့ဘလူးမကြီးကလူသားတွေကိုလည်းအနေမပေးပဲမိမိပိုင်ဆိုင်ရာတော်ရဲမှာပဲတစ်ဦးတစ်ဖူတွေပဲစားတဲ့ဘလူးမဖြစ်တာကြောင့်ဘသူကမှထိကြိုက်နာခြင်းအောင်မလုပ်တတ်ဘူးဒီလိုနဲ့အနောက်ကနေခေါ်နေတဲ့သူ့မိန်းမဘလူးမကိုမြင်ပြီးရဲ့နောက်တောင်ပြရွာသူကြီးလည်းလူနဲ့ဘလူးနဲ့ပေါင်းဖက်လို့မရကြောင်းမိမိမှလည်းကြောက်လန့်တဲ့အတွက်မနေလိုကြောင်းတဖောက်ဖောက်ပြောတော့ဘလူးမလည်းစိတ်တူသွားခဲ့တယ်ကောင်းပြီမောင်ကြီးနှမဘလူးဆိုပေမဲ့ဘသူကမှထိကြိုက်နာခြင်းမလုပ်ခဲ့ဘူးဒါပေမဲ့ဒီနေ့အစပြီးမောင်ကြီးနဲ့တန်အောင်ဆင်ဖြတ်ကြမယ်အခုတော်ဆက်အနီးတစ်ဝိုက်မောင်ကြီးရှိရာနေရာကနေကြော်ပြီးမောင်ကြီးအပါဝင်ဘယ်လူသားမှတောအတွင်းပိုင်းမဝင်ရဘူးနှမအပါဝင်ကြံတဲ့ဘလူးအနွယ်ဝင်နေလေမောင်ကြီးရှိရာတောဘက်ချောင်းကြော်လုံးပြီးသွားခွင့်မရှိစေရအခုချထားတဲ့စီကိုမောင်ကြီးတို့လူသားတွေကြော်တာနဲ့အသက်ပေးရမယ်အပြင်တောကြီးတစ်ခုလုံးဘလူးတွေအပိုင်းဖြစ်ပြီးလာသမျှလူသားကိုကြိုက်တယ်လို့စီရင်နိုင်စေရမယ်ဘလူးမမဲသူနာလည်းအဲ့လိုပြောပြီးပျောက်ကွယ်သွားတော့မှတောင်ပြရွာတကြီးလည်းရွာကိုအပြေးပြန်ပြီးအကျိုးအကြောင်းပြောကတောအတွင်းပိုင်းထိမြည်သူမမဝင်ရဆိုပြီးအမိန့်ချလိုက်တယ်ဆရာလေး
ဆရာလေးနားရရအတန်တသေးကိုကြားလိုက်ရတော့လာမင်းသားလေးအတိတ်ဘဝတချို့အာယုံခံနေရဲ့မျက်လုံးစုံဖွင့်လိုက်တယ်။သူအဲ့လိုမျက်လုံးဖွင့်လိုက်တာနဲ့သူ့ရှေ့မှာတောင်ဝေးကိုမြင်မာချောက်ပြီးဒူးထောင်နေတဲ့စောကြီးတစ်ပါးကိုတွေ့လိုက်ရတယ်။ဘိုးစင်ကျဲတို့နှစ်ယောက်ကတော့အနီးတစ်ပင်စီတစ်ခုစီမှာတရားထိုင်နေကြတော့မယ်။ဒါနဲ့လာမင်းသားလေးစောကြီးကိုကြည့်ရင်မေးလိုက်တယ်။ကျွန်တော်ခေါ်တာဘာကိစ္စများရှိလို့ပါလဲအတင်စောကြီး။ဟုတ်ကဲ့ဆရာလေးရဲ့ကိုရောင်ကိုဝါတွေမြင်ပြီးတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးဆိုတာသိပါတယ်။အဲအကြောင်းပုပ္ပားတောင်ကြီးကဝေပါလာတော်တဲ့ဘလူးမောင်နှမကိုစုံမစီခြင်းလို့အကူအညီတောင်းရတာပါ။ကောင်းလာပါပြီအတင်စောကြီးကျွန်တော်တို့အခုဒီအရက်ကိုလာရတာလေသူတို့မောင်နှမကိုစုံမဖို့ပါပဲ။အခုအတင်သိထားတဲ့သူတို့ရဲ့စိုးတမ်းမှုတွေကိုပြပြပေးနိုင်မလား။လာမင်းသားရဲ့အမေစကားကိုကြားတော့စောကြီးလည်းဝမ်းသာအားရဘလူးမောင်နှမရဲ့စိုးတမ်းမှုတွေကိုပြောပြလိုက်တယ်။ဒီပုံစံအတိုင်းဆိုရင်တောင်ပြရွာတရားလုံးဒီပါယူနေကြပြီဆိုတော့အတော်လေးဖြည့်ရှင်းရတော့မယ်ဆိုတာလာမင်းသားသိလိုက်တယ်။ဒီလိုနဲ့ပဲတရားထိုင်နေတဲ့ဘိုးစင်ကျဲနဲ့ဘိုးခန့်ဒီကိုမနှောနဲ့အတိပေးပြီးမိမိကိုယ်တိုင်ဟာစောကြီးနဲ့အတူတောင်ပြရွာဦးတည်လိုက်တယ်။ဒီတစ်ခါတော့လာမင်းသားချင်းလင်းမလျှောက်ပဲဝင်းဟင်ကနေပဲကောင်းငယ်ကျိုးစီးပြီးတောင်ပြရွာစီအမြန်ဆုံးသွားခဲ့တယ်။တောင်ပြရွာရောက်စားမှာပဲအချိန်နဲ့အတော်လေးကိုဆွဆွဝါးဝါဖြစ်နေအောင်လာမင်းသားတွေ့လိုက်ရတယ်။လူတွေကစိတ်ဖောက်ပြီးအိမ်မွေးတိရစ္ဆာန်တွေကိုအရှက်လက်လက်ကြိုက်ခဲစားတောင်းနေရတွေကိုလည်းစိတ်မသက်မသာပွဲရမြင်ခဲ့ရတယ်။တဖန်ဘေးဘက်တွေမှာလည်းအဝတ်ပလာလျှောက်သွားနေကြတာကိုလည်းမြင်ရပြန်တယ်။လူတွေကတော့လာမင်းသားနဲ့စောကြီးမြင်တွေ့ဟန်မတူဘာလို့လဲဆိုတော့လာမင်းသားနဲ့စောကြီးတို့ကလာမင်းသားစီရင်ထားတဲ့ကိုပြောင်းမော်အင်းအစီအစဉ်နဲ့လာခဲ့ကြလို့ပဲဖြစ်ပါတယ်။လာမင်းသားလည်းအတန်ကြာလှည့်ပတ်လေလာနေစောကြီးဘက်ကိုလှည့်ကအခုလိုပြောလိုက်တယ်။အတင်စောကြီးအခုအသင့်အနေနဲ့ကျွန်တော်ဘိုးနှစ်ဦးရှိရနေရကိုပြန်သွားပါ။ဘာလို့လဲဆရာလေးကျွန်တော်သိပြီးနားမလည်လို့ပါ။ဒီလူတွေကအယူဒေဝီလို့ခေါ်တဲ့ပန်းအစိမ့်မိနေတဲ့လက္ခဏာပဲ။ဘိုးစင်ကျဲဆေးဝိဇ္ဇာဆိုတော့ဒီပိုင်းအစိတ်ကိုသူဖြေနိုင်လိမ့်မယ်။အဲ့တော့သူတို့နှစ်ဦးကိုခေါ်ပြီးရွာဦးကြောင်သွားကြပါ။ဆရာတော်ကတော့အသိစိတ်ရှိနေသေးလို့ဆရာတော်အရင်ကုသပေးပြီးကြံတဲ့လူသားတွေကိုဆက်ပြီးတော့ကုသပေးလိုက်ပါ။ဆရာလေးကိုယ်တိုင်သူတို့ကုပေးလို့မရဘူးလား။အတင်မဲ့ဘလူးမောင်နှမကိုဆုံးမစေချင်တာဆိုအခုအချိန်သိမ့်မရှိတော့ဘူး။ဘလူးမောင်နှမတခြားရွာတွေကိုဆက်ပြီးဒုက္ခမပေးခင်မှာကျွန်တော်အရင်ဆုံးသွားပြီးဆုံးမလိမ့်မယ်။ကဲအခုအတင်စောကြီးလည်းအဖိုးညောင်သွားခေါ်ပြီးတော့လာမင်းသားလည်းအဲ့လိုပြောပြီးရဲ့နောက်စောကြီးရဲ့ရှေ့မှာပြောက်ကွယ်သွားတော့မှစောကြီးလည်းကောင်းငင်ခီးနဲ့ဘိုးစင်ကျဲတို့ရှိရာရောက်လာခဲ့တယ်။စောကြီးလည်းဘိုးစင်ကျဲတို့တရားဖြုတ်ပြီးတဲ့အချိန်ထိအနှဲငယ်ဆောင်ပြီးသူတို့တရားပြရနဲ့အကြောင်းဆောင်ရှင်းပြပြီးတောင်ပြရွာဝင်းခီးနဲ့၃ယောက်သားဦးတီလာခဲ့ပါတယ်။လာမင်းသားတယောက်ကတော့ဝေပူလာတော်စီဦးတီရှာလာရတိတ်မကြခင်မှာပဲရွှေအစင်းရှိရဲ့စကွာပန်းနေလှပစွာပွင့်လန်းရင်သူ့အလားစောင့်ကြုံနေတဲ့ဖွယ်မြင်တွေ့ရပါတယ်။တောလာနဲ့တဘာဝတရားရဲ့အလှပါတွေကိုခန်းစားရင်လာမင်းသားကြောက်တောတွင်တဖြည်းဖြည်းရှောက်လာခဲ့ရမှာတောက်ခေါက်တန်တွေအစကြာဟင်းတန်တွေအစုံလင်ပေါ်ထွက်လာခဲ့ပါတယ်။အဲဒီနောက်ရှင်မှုပွဲရရှိရဲ့ပန်းရနံတွေကလည်းလီထဲမှာပြန့်နှံ့ရင်လာမင်းသားရှိအောင်တင်းပြန့်စေခဲ့တယ်။တကယ်တော့အဲ့ဒီပန်းရနံတွေရဲ့နောက်ကွယ်မှာလူသားတွေထိခိုက်စေနိုင်တဲ့အစိတ်အငွေ့သက်တွေရှိနေလာမင်းသားသိလိုက်ရတယ်။အားကြောင့်လာမင်းသားလည်းလေးပေါ်မှာပြန့်နှံ့နေတဲ့ပန်းရနံတွေကိုဘဲလက်နဲ့ဝှေ့ရန်ကဖယ်ရှားလိုက်တယ်။လာမင်းသားအဲ့လိုလုပ်လိုက်တာနဲ့တော်တော်လုံးဖောင်းလွှမ်းနေတဲ့ရှင်မှုစေရဲ့ပန်းရနံတွေအားလုံးပြောက်ကွယ်သွားခဲ့တယ်။အဲ့လိုပန်းရနံတွေပြောက်ကွယ်သွားတဲ့တစ်ဆက်တည်းမှာပဲတဲ့ဘလူးတို့ဒီလူသားကိုယူအောင်လုပ်ကြလို့၆လန့်ကြလို့အတန်နဲ့ကြီးတွေနဲ့ကျင်းလောင်စွာအော်တန်ကျင်းဝါတန်တွေအစုံမှာပဲဘလူးကောင်ရည်များစွာဟာလာမင်းသားစီပြေးလာခဲ့ကြတယ်။လာမင်းသားကတော့ခြေလမ်းတွေပုံမှန်တိုင်းအဆက်မပြတ်ရှောင်ရင်ဘလူးတွေကိုမြတ်တာအဆက်မပြတ်တာပို့နေခဲ့တယ်။ဘလူးတွေကလာမင်းသားစီပြေးလာပြီမဲ့အနားမရောက်ခင်မှာပဲအဝေးကိုလွှမ်းဆန်ကုန်ကြတယ်။မထမတ်ပဲအဝေးကိုလွှမ်းဆန်ကုန်တဲ့ဘလူးတွေကလည်းမျက်လုံးရဲကြီးတွေနဲ့လာမင်းသားကိုကြည့်ဒေါသတကြီးနောက်တစ်ချိန်ပြေးဝင်လာခဲ့ကြတယ်။ဒီတကတော့လာမင်းသားလည်းလေပေါ်မှာအင်းဆက်မတ်တစ်ချက်ကိုအမြန်ဆွဲလိုက်တဲ့ခါမှာပဲသူ့ခန္ဓာကိုယ်ကနေအဖြူရောင်အလင်းနှံတွေတစုတဝေးတဲ့ထွက်ပေါ်လာခဲ့တယ်။လာမင်းသားကိုယ်ကနေထွက်ပေါ်လာတဲ့အဖြူရောင်လင်းနှံတွေကတဖြည်းဖြည်းအနားကပ်လာတဲ့ဘလူးတွေကိုပြင်းပြင်းထန်ထန်ပူလောင်စေတဲ့ခါမှာတော့ဘလူးတွေတကောင်မှရှေ့ဆက်တိုးမလာရတော့ပဲကြောက်လန့်တကြားနီးစက်ရပင်နေစီပြေးဝင်ပြောက်ကွယ်သွားခဲ့တယ်။ဘလူးတွေပြောက်ကွယ်ပြီးတိတ်မကြခင်မှာပဲကျဲလာတဲ့ဂျာဟင်းတန်ကြီးတွေထပ်မံထွက်ပေါ်လာတယ်။လာမင်းသားလည်းဂျာဟင်းတန်တွေကီးမဆိုင်ပဲရှစ်တက်တဲမှာထဲဝါစာပေါက်နေတဲ့ကြီးမားတဲ့ညောင်ယိုပင်ကြီးစီအင်ဒရီမပြတ်ဆက်လျှောက်လာခဲ့တယ်။ဒီလိုနဲ့ညောင်ပင်ကြီးရဲ့အောက်ခြေအနာအဲ့နာကိုရောက်တဲ့အခါအဆုတ်ခံထားတဲ့ဝိညာဉ်နှကောင်လာမင်းသားမြင်လိုက်ရပြန်တယ်။ဝိညာဉ်နှကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာကြားလက်သေးရကြားကက်ရတွေနဲ့ပြင်းနေပြီးဝမ်ပိုက်အတွင်းမှာတော့ဥကလီစာရီရဲ့လို့ဘာမှမရှိတော့ဘူး။ဝိညာဉ်နှကောင်လည်းကိုရောင်ကိုဝါရီဖြာထွက်နေတဲ့လာမင်းသားကိုအားကိုတကြီးကြီးကနှောက်ကပြောမရပေမဲ့သူတို့ရဲ့မျက်လုံးအဆောင်ကအတနာခံနေတဲ့အမူအရာတွေကသူတို့ကိုချုံနာနေကဲတင်ပေးပါလို့တောင်းပန်နေတဲ့ပုံသဏ္ဍာန်လည်းရှိပါတယ်။ဒီလိုနဲ့လာမင်းသားလည်းဝိညာဉ်နှကောင်ရဲ့ခြိထားရဲ့ကျိုးတွေကိုဘဲလန်ညိုးနဲ့ထိုးကအမေးပြန်လိုက်တဲ့ဆိုရင်ပဲကျိုးတွေအားလုံးပြတ်တောက်ပြီးဝိညာဉ်နှကောင်လည်းခြေဦးတရာထွက်ပြေးကြရတယ်။
အဲ့ဒီချိန်မှာပဲညောင်ညိုပင်ကြီးရဲ့ခိုင်ဖြာတွေမှာလေးမတိုက်ပဲအပြင်းထန်လှုပ်ကန်နေကျဲလောင်6ကန်အကွယ်တဲ့ရှီတန်ကြီးတွေထွက်ပေါ်လာခဲ့တယ်ဒီလူသားငါတို့ပိုင်တဲ့ထဲကိုကျူးကျော်ပြီးငါတို့တပည့်တွေကိုလည်းကြောက်လန့်လုပ်တယ်ငါတို့ဖန်ဆီးထားတဲ့ကောင်တွေလည်းလှုပ်ပြီးတယ်ညီမတော်ကြီးဒီလူသားကိုတော့ငါတို့တပ်ပြတ်မှရမယ်နဲ့တူတယ်အကိုရောစိတ်တိုင်းကြောက်တတ်ချင်လဲတပ်ပြတ်လို့ရတယ်လောကကြီးမှာရဟန်းတဲ့လူသားမရှိမှနားအေးမယ်ဘလူးမောင်နှမနှစ်ယောက်လည်းအပြန်အလှန်ပြောရင်းနဲ့အတန်ပေးနေရမှလာမင်းသားရှိတဲ့ဝါရပြန်အကွာဝေးမှာဘွားကနေပေါ်လာခဲ့တယ်ချက်ချင်းဆိုသလိုပဲအရက်ဆယ်ပေကျော်ရှိတဲ့ဘလူးကြီးဆက်ကားကတန်လျက်ကိုမြောက်ကလာမင်းသားစီအစိမ်းအောင်ဆက်တွေလှုပ်ပြီးတိုက်ခတ်လိုက်တယ်ကဲတေးကွာကောက်ကျတဲ့လူသားတွေဘလူးကြီးပြစ်လိုက်တဲ့ဆက်တွေကလာမင်းသားစီတက်တက်လေးဝင်ရောက်လာတယ်ဆိုပေမဲ့လာမင်းသားမရှောင်မငြိမ်ခံနေလိုက်တယ်ထူးဆန်းတာဘလူးကြီးရဲ့ဆက်တွေကလာမင်းသားနဲ့တပေအကွာလောက်မှာပဲအကုန်ပြောက်ကွယ်သွားခဲ့တယ်ဒီလိုနဲ့ဘလူးကြီးဆက်ကလည်းသူတကောင်လေးအချိန်နေမဟန်မှန်းသေးတာနဲ့မနီလာဘလူးမောင်ခေါင်းဆက်ပြပြီးအတိတ်ပဲပပအချက်ပေးလိုက်တယ်ဆိုရင်ပဲသူတို့နှစ်ကောင်သားဆက်တွေပြိုင်လို့လွတ်ပြီးလာမင်းသားစီပြက်လွတ်လိုက်တယ်လာမင်းသားတော့စက်ကြအကာအကွယ်အင်းလေးပေါ်မှာထပ်မံရေးဆွဲပြီးဘလူးနှစ်ကောင်တိုက်သမျှပြုံးပြီးသားကြည်နေခဲ့တယ်ဘလူးမောင်နှမတိုက်တဲ့ဆက်တွေကလာမင်းသားကိုထိဖို့မဆိုထားနဲ့လာမင်းသားအရှိတက်တဲ့တက်လန့်အကွာရောက်ကြနေပျောက်ကွယ်သွားတယ်ဘလူးမောင်နှမလည်းသူတို့တိုက်ခိုက်နေတာဘာမှမထီရောက်တဲ့အတွက်ဒေါသတွေပိုထွက်လာတယ်ဒါနဲ့သူတို့ရဲ့စီးတော်ကြားနှစ်ကောင်ခေါ်ပြီးလာမင်းသားကိုတရားကိုက်တက်ဖို့အမိန့်ပေးလိုက်ကြပြန်တယ်ဘလူးနှစ်ကောင်ရဲ့အမိန့်တန်အစုံမှာပဲ900ကြားနှစ်ကောင်ကလာမင်းသားစီပြေးဝင်ပြီးခုံအုပ်လိုက်ကြတယ်တစ်ဆက်တည်းမှာပဲကြားနှစ်ကောင်ကလာမင်းသားအနီးနားမြောက်ခင်မှာပဲကြာဖို့ကိုစီကိုင်းဆောင်ထားတဲ့နှစ်တငယ်နှစ်ပါးလာမင်းသားရှေ့ကနေဖြတ်ခနဲပေါ်လာခဲ့တယ်ကြားနှစ်ကောင်လည်းနှစ်တငယ်နှစ်ပါးမျက်နှာနဲ့ငိန်ကုတ်သွားခဲ့တယ်အကြောင်းကနှစ်တငယ်နှစ်ပါးကိုဝေရာနာမည်ကြီးရဲ့လက်အောက်ခံနှက်ကြားထိန်တွေပဲဖြစ်ပါတယ်နှက်ကြားထိန်နှစ်တငယ်နှစ်ပါးလည်းကြားနှစ်ကောင်ကြာဖို့နဲ့တရွှမ်းရွှမ်းမြောင်ရှိုက်နေပြီမဲ့ကြားနှစ်ကောင်ကတော့ပြန်လဲတိုက်ခိုက်ဖို့မဆိုထားနဲ့မြေပြင်ပေါ်မှာဝက်ကရိုက်သမျှထန်တွေကိုနာကျင်စွာခံစားနေရပါတယ်ဒီအဖြစ်ကိုလာမင်းသားလည်းဆက်ပြီးမကြည့်ရတော့တာကြောင့်နှစ်တငယ်နှစ်ပါးကိုကြားနှစ်ကောင်ခေါ်ဆောင်ကပြန်ဖို့အတွက်အမိန့်ပေးလိုက်ရပါတယ်ဘလူးမောင်နှမကတော့သူတို့ရဲ့စီတော်ကြားတွေကိုနှစ်တငယ်နှစ်ပါးစီပြီးပျောက်ကွယ်သွားတာမြင်ရတော့အရင်ကထပ်ပို့ပြီးခတ်ထန်ကြမ်းကြုံကလာမင်းသားကိုအစွမ်းကုန်တိုက်ခိုက်ပါတော့တယ်။ဒါပေမဲ့သူတို့ပြက်လှလိုက်တဲ့ဆက်တွေလာမင်းသားလက်နဲ့ကာလိုက်တဲ့အချိန်မှာပဲလမ်းတော်မှာနေဆက်တွေအားလုံးပျောက်ကွယ်သွားခဲ့တယ်။ဆက်တွေနဲ့တိုက်ခိုက်တာမရတဲ့အဆုံးမှာတန်လျက်ကိုစီမြောက်ပြီးလာမင်းသားစီပြေးဝင်ပြီးခုတ်ပိုင်းလိုက်ကြတယ်။အရက်ဆယ်ပြီးကြော်ရှိတဲ့သူတို့ကလာမင်းသားကိုအပေါ်ကနေစီးပြီးတက်တက်ခုတ်လိုက်ပြီးမဲ့သူတို့ခုတ်လိုက်တဲ့အချိန်မှာပဲအရှိတတရလာမင်းသားပျောက်ကွယ်သွားပြီးသူတို့ရဲ့အနောက်ကနေပေါ်လာခဲ့ပြန်တယ်ဘလူးနှစ်ကောင်လည်းပေါ်လိုက်ပြောက်လိုက်ဖြစ်နေတဲ့လာမင်းသားကိုတန်လျက်နဲ့ဘလို့ပဲခုတ်ပိုင်းထိအောင်မခုံနိုင်တော့မြင်ရတော့အတော်လေးလက်ပန်းကြပြီးကြောက်စိတ်တချို့လေးဝင်ရောက်လာခဲ့တယ်အသင်ဟာလူသားစင်စစ်မဟုတ်ကြဘူးသင်တို့ရဲ့ဒေါသစိတ်တွေအခုချိန်ထိတောက်လောင်နေတော့မဲလားစက်ကနေမနီးလားအသင်ဘာတူလဲကျုပ်တို့ဘာကြောင့်သိနေရလဲဘလူးမောင်နှမလေးသူတို့ရဲ့နာမည်ခေါ်ရင်းမေးလာတဲ့လာမင်းသားကိုကြည့်အတော်လေးထိတ်လန့်နေဆိုတာသူတို့ရဲ့မျက်နှာမူရာတွေမှာအထင်းသားပေါ်နေခဲ့တယ်ကဲစက်ကနေမနီးလားသင်တို့ဟာအခုအချိန်ထိမိုက်မဲနေတော့မှာပဲလားအသင်တို့ရဲ့မိခင်မဲသူနာတော်မှာအညိုတေးအာဂါတာတန်ရောစင်နေမထားပဲဒီအရက်ကိုစုံခါပြီးအေးချမ်းမှုရှာဖွေတွေ့ရှိနေခဲ့ပြီအသင်တို့အခုချိန်ထိကိုလုတ်ခဲ့တဲ့အမားနဲ့ကိုပြုတ်ခဲ့တဲ့အကုသို့အကျိုးပြတ်တွေအခုထိမသိကြသေးဘူးလားအသင်ကဘာတူလဲဘာလို့ငါတို့အကြောင်းခုလောက်ထိသိနေရလဲဒီမှာစက်ကနဲ့မနီးလားကျွန်တော်ရဲ့မျက်နှာကိုသေးချကြည့်ကျွန်တော်ဘာတူလဲဆိုတာအခုချိန်ထိမသိရလောက်အောင်သင်တို့အမောင်တွေကကြီးစိုးနေပြီလားအတိတ်ဘဝကလည်းကျွန်တော်ပုံမှာသစ္စာမဲ့ဖောက်ပြန်ခဲ့ကြတယ်လို့အခုဘဝမှာလည်းထပ်ပြီးတရားတတ်ချင်သေးရလားလာမင်းသားရဲ့ပြောစကားအဆုံးမှာပဲဘလူးမောင်နှမဟာအတိတ်ကကြာရတွေပြန်တတိယလာပြီးလာမင်းသားရဲ့ရှေ့မှာထူထောက်ပြီးမျက်ရည်စာတွေပြိုင်လို့စီးကြလာခဲ့တယ်ကျွန်တော်မျိုးတို့ကိုခွင့်လွှတ်ပေးပါရွှေနှန်းရှင်ဖေဟာရွှေနှန်းရှင်အပေါ်မှာကျွန်တော်မျိုးတို့အပြစ်တွေကဘဝတရားစရေးပေးလို့တော့မှကြည်မင်မထင်ပါဘူးဖေဟာအသင်တို့ကအခုလက်ရှိဘဝမှာမောင်နှမဖြစ်ခဲ့ကြတာ။သင်တို့ဆွတောင်းခဲ့တဲ့ရဟန်းတော်ရဲ့အပေါ်နာကြီးမုန်းတီးစိတ်ဖြစ်ခဲ့ကြတယ်။ပြီးတော့အသင်တို့ရဲ့ဖခင်လူသားဟာအသင်တို့အပေါ်မှာပြစ်ထားခဲ့တဲ့အညိုတေးတွေနဲ့လေလူတွေပေါ်ထပ်ပြီးတော့မုန်းတီးခဲ့ကြတာမဟုတ်ပေဘူးလား။မှန်လားပါရွှေနှန်းရှင်ဖေဟာအရင်ဘဝကလည်းအရန်ချစ်ခဲ့ပြီးအရှင်ရဲ့မိဖုရားကိုခိုးယူပေါင်းသိမ်းခဲ့ပေမဲ့တက်ဆုံးတိုင်ပေါင်းခွင့်မရခဲ့ပါဘူး။အခုဘဝမှာလည်းဆူတောင်းခဲ့ကြပေမဲ့အတိတ်ဘဝကိုသိပေမဲ့အခုလိုမောင်နှမဖြစ်ရှိနေရတာကိုလည်းများစွာစိတ်ထိခဲ့ရပါတယ်ဖေဟာဘလူးမောင်နှမရဲ့ပြောစကားကိုကြားတော့လာမင်းသားလေးတက်ပြင်းတစ်ချက်ချကအခုလိုပဲပြောလိုက်ပါတယ်။တင်တို့တောင်းနေစုဟာငှက်ဖြစ်တော့တခိုင်းနေပဲနားကျင်နေဆိုတဲ့သဘောကမှားနေတယ်လို့ဆိုရမယ်။မိသားစုတစုတအိမ်ထဲမှာပဲအတူတူနေထိုင်ခွင့်လိုချင်နေဆိုတဲ့သဘောတက်ရောက်နေရလေ။တကယ်ဆိုတင်တို့တောင်းရမှာကဘဝဆက်တိုင်းအိမ်အောင်ဘက်အဖြစ်နဲ့ပေါင်းစည်းခွင့်ရချင်တယ်လို့ဆူတောင်းတယ်။
အခုကိုတောင်းခဲ့တဲ့စုအမှားမမြင်မဲအခုလိုမောင်နှမဖြစ်ရှိနေရအောင်ရဟန်းတန်ဃာတွေအပေါ်အပြစ်မြင်နေမိတာကတင်းတို့အမှားကြီးမှားခဲ့တာပဲလေတကယ်တော့ကိုတောင်းတဲ့စုဟာတိလသမားတွေရှိတဲ့ပုံကိုယ်တွေရဲ့ချီးမြှောက်မှုရတဲ့အခါအခုဘဝတွေမှာကနောက်နောက်ဘဝတည်းအကျိုးဖြစ်ထွန်းရတယ်ကိုတောင်းတဲ့စုပေါ်အခြေခံပြီးဖြစ်လာတဲ့ဘဝအတွက်အပြစ်တင်မယ်ဆိုရင်တော့ကိုကြောင့်ပဲဆိုတာသိရမယ်စုတောင်းပြီဆိုရင်လည်းဘတော်မှမမှားစေနဲ့ဖះရှင်ကိုယ်တိုင်တရားတွေနဲ့လမ်းပြခဲ့တာအသင်တို့မသိပေဘူးလားလာမင်းသားရဲ့စကားကိုကြားလိုက်ရတော့မှဘလူးမောင်နှမလေးသူတို့အမှားကိုမြင်ပြီးရဟန်းတန်ဃာတွေပေါ်မှာမုန်းတီးစိတ်တွေမြူတမုံတာမကြမ်းပဲလွင့်ဆန်သွားတယ်ကျွန်တော်မျိုးတို့အရှင်းပေါ်မှာဖောက်ပြန်ပြတ်မှားမိခဲ့တာတွေနဲ့အရှင်းအနေနဲ့အပြစ်ပေးစေလိုပါတယ်လာမင်းသားလည်းဘလူးမောင်နှမပြောစကားအဆုံးမှာအေးချမ်းစွာပြောင်းလိုက်ရင်အခုလိုပဲပြောလိုက်ပါတယ်အခုတင်တို့ရှေ့မှာရှိနေတဲ့ကျွန်တော်ဟာအတိတ်ဘဝတစ်ခုကအတင်တို့ရဲ့ရှင်ဘရင်ဖြစ်ခဲ့ပေမဲ့အခုလက်ရှိဘဝမှာတော့တဏှာလောဘတွေနဲ့ကင်းဝေးရငြင်းချမ်းမှုရရှိပြီးသားပုံကူဖြစ်နေပါပြီအတိတ်ကလည်းတင်တို့ဘဝခွင့်လွှတ်ခဲ့တယ်လို့အခုလက်ရှိမှာလည်းခွင့်လွှတ်ပြီးသားပါပဲလာမင်းသားဆရာစကားတဲ့အဆုံးမှာဘလူးမောင်နှမလည်းလက်အုပ်ချီကအကျဉ်းချင်းရှစ်ခိုးနေခဲ့ပါတယ်ကဲနောက်ဆုံးမေးချင်တာအတင်တို့ရဲ့အရှုအမှားတွေနဲ့ဒေါသစိတ်တွေကိုအတက်နိုင်ဆုံးထိန်းချုပ်ပြီးကောင်းမွန်တဲ့လမ်းကိုရှောက်ချင်ပါသလားဟုတ်ကျွန်တော်မျိုးတို့ဘသူ့ဘောမှထပ်ပြီးတော့ဒုက္ခရမလို့တော့ပါဘူးလို့ခတိပေးပါတယ်ဖေ။ကောင်းပြီစက္ကနဲ့မနီလာအခုအချိန်အားစပြီးတင်တို့ရှိရအရက်ကိုလူသားတွေဝင်ရောက်လာတဲ့အခါရမမှုပဲအတက်နိုင်ဆုံးကူညီပေးကြပါအခုကျွန်တော်လည်းတင်တို့ယူအောင်လုပ်ထားတဲ့ရွာသားရဲ့အခြေအနေကိုတွားရောက်ကြည့်ရှုပါအောင်မယ်သူတို့မိနေတာဟောရရအယူတေဝီလို့ခေါ်တဲ့ပန်းစိတ်ကိုမိနေရပါအရှင်ဒီပန်းရဲ့နံကိုရှူဆိုင်မိသူတိုင်းအကျင့်တီလာမရှင်ယူသွတ်သွားစေရပါအစိတ်ဖြည့်စီအနေနဲ့ကတော့ဒီပန်းကိုချီပြီးရေးစိန်တိုင်းအစိတ်ပြေပြီးမူလပကတိပြန်ကောင်းလာလိမ့်မယ်အရှင်ဘလူးဆက်ကလည်းအဲ့လိုပြောပြီးလာမင်းသားကိုအယူတေဝီလို့ခေါ်တဲ့ပန်းတွေကမ်းပေးလိုက်တယ်။လာမင်းသားကတော့ဘလူးဆက်ကပေးတဲ့ပန်းလက်ကပြားကြီးမရှိတော့ပဲအေးချမ်းစွာပြုံးလိုက်ရင်မလိုတော့ဘူးအတင်ဆက်ကကျွန်တော်ရဲ့အဖိုးဆေးဝေးစာအစိတ်ဖြေလို့ရပါတယ်။အခုအတင်တို့အနေနဲ့နောက်လူသားတွေဒုက္ခမပေးပဲသူတော်ကောင်းတရားနဲ့နေထိုင်ပါလို့အကြံပြုပါတယ်။ကောင်းလာပါပြီအရှင်။ဒီနေ့အစပြီးဆက်ကနဲ့မနီလာလိမ်မာသွားပါပြီ။လူတွေမရောက်နိုင်တဲ့နေရာတစ်ခုမှာတရားကျင့်ကြံနေထိုင်ပါမယ်လို့ကတိပြုပါတယ်အရှင်။ဘလူးမောင်နှမလည်းလာမင်းသားကိုအဲ့လိုပြောပြရတဲ့တပြိုင်နက်တည်းခန္ဓာကိုယ်တစ်ခုလုံးကအမဲအောင်ခုံငူတွေပြောက်ွယ်ပြီးအဖြူရောင်အဆင်းရှိရဲ့ကိုရောင်ကိုဝါတွေထွက်ပေါ်လာခဲ့ပါတယ်။ဒီအဖြစ်ကိုမြင်ရတော့လာမင်းသားလည်းဘလူးနှကောင်ကိုကြည်ရင်နဲ့တာရုသုံးချိန်ခေါ်ကဘိုးစင်ကျဲတို့ရှိရအရက်ကိုဥတီကထွက်ခွာသွားခဲ့ပါတယ်။ဘလူးနှကောင်ကတော့သူတို့ကိုကြောခိုင်းကထွက်ခွာသွားတဲ့လာမင်းသားငေးကြည့်ရင်လာမင်းသားပြောက်ွယ်သွားတော့မှဒူးထောင်နေရနေထားကအဲ့နေရနေပြောက်ွယ်သွားခဲ့ပါတယ်။အခုဆိုရင်ဘလူးမောင်နှမရဲ့ရဟန်းတွေနဲ့လူသားတွေပေါ်နာကြီးမုန်းတီတဲ့တန်တရားတွေကင်းစင်ပြီးသူတော်ကောင်းတို့မိခိုအားထားရာတရားထုံနှလုံးသွင်းရှိနေတော့မှာပဲဖြစ်ပါတယ်။လာမင်းသားလည်းဘလူးနှကောင်လိမ္မာရင်ကြည့်အောင်ဆုံးမပြီးတောင်ပြရွာကလေးစီထွက်ခွာလာတဲ့ချိန်မှာပဲရွာဝင်ဝမှာကျောင်းထိုင်ဆရာတော်အပါဝင်ရွာသားတွေအများအပြားရွာထိပ်မှာစုယုံရောက်ရှိနေအောင်မြင်ခဲ့ရပါတယ်။ရွာသားတွေရဲ့နောက်မှာတော့ဝိဖြူစင်ကျဲဝတ်ဆင်ထားတဲ့ဘိုးစင်ကျဲနဲ့ဘိုးခန့်တွေတို့ကပြုံးရတာစောင့်ကြိုနေကြပေါ့။ကဲအသင်တို့ရွာသားတွေအခုအစပြီးတော့ဝေပါလာတောအုပ်ထဲမှာစိတ်ကြိုက်သွားလာလို့ရပါပြီအသင်တို့ဒုက္ခပေးခဲ့တဲ့ဘလူးမောင်နှမနဲ့ဘလူးမျိုးနွယ်တွေအားလုံးအခုလိမ်မာသွားပါပြီလာမင်းသားအဲ့လိုပြောလိုက်တာနဲ့ရွာသားတွေအကုန်လုံးကခုန်ကြွေးကြော်ကြရင်လာမင်းသားကိုချီကျူးထောပနာပြုတ်လိုက်ကြပါတယ်နောက်တစ်ခုမှကျန်တာကတော့မကြသေးခင်ကတေဆုံးသွားတဲ့တင်တို့ရွာကမုံဆိုးနှစ်ယောက်ကိုကုသိုလ်ကောင်းမှုပြုလုပ်ပေးလိုက်ပါတိတ်မကြခင်ကာလမှာသူတို့ကတောဆောင်ပုဂ္ဂိုလ်တွေဖြစ်ဝေပုလတော်ကိုစောင့်ရှောက်ပါလိမ့်မယ်ကောင်းလာပါပြီဆရာလေးဆရာလေးနဲ့အဖိုးတို့ရဲ့ကျေးဇူးကြောင့်ကျွန်တော်တို့တာမန်လူတွေပြန်ဖြစ်ခဲ့ရတယ်။ဆရာလေးတို့ကျေးဇူးကြောင့်ကျွန်တော်တို့ရွာသားတွေအားလုံးဝေပုလတော်အရက်ကိုလည်းဝန်ထွက်ခွင့်ရခဲ့ပါပြီ။အဲ့တော့ဆရာလေးတို့ဖြစ်စေချင်တဲ့ဆန္ဒအတိုင်းဖြစ်စီရမယ်လို့ကျွန်တော်ရွာအကြီးကဲကိုယ်တိုင်ကတိပေးပါရဗျာ။တာဓုပါဗျာ။ဒါဆိုရင်လည်းကျွန်တော်တို့ခရီးဆက်ခွင့်ပြုပါအောင်တကြီး။လာမင်းသားရဲ့စကားကိုကြားတော့ကျောင်းထိုင်ဆရာတော်ကြီးကလည်းလာမင်းသားကိုကျေးဇူးတင်စကားတွေထက်ကမိတ်ဆွေခဲ့ပါတယ်။ရွာတကြီးကတော့ရွာမှာထပ်နေဖို့အတင်းတိုက်တွန်းခဲ့ပေမဲ့လာမင်းသားတော့လက်မခံခဲ့ပဲဘိုးစင်ကျဲတို့ခေါ်ကချက်ချင်းဆိုသူတို့ရွာကနေပြန်ထွက်ခဲ့ပါတယ်။ဒီလိုနဲ့ရွာကနေထွက်လာပြီးလမ်းတနေရာအရောက်မှာတော့ဗန်ဒီယာဇော်ကြီးကလာမင်းသားရဲ့အရှိမဖြတ်ခနဲပေါ်လာခဲ့ပါတယ်။အဲ့နောက်ဘလူးမောင်နှမတွေကိုဆုံးမပေးခဲ့လို့အခုသူလည်းဝေပုလတော်မှာအရင်လိုအေးအေးချမ်းချမ်းနေထိုင်ခွင့်ရလို့ကျေးဇူးတင်ကြောင်းတဖွာဖွာပြောပြီးကောင်းငင်ခရီးနဲ့နှုတ်ဆက်ခါပြန်လည်ထွက်ခွာသွားပြန်ပါတယ်။ဗန်ဒီယာဇော်ကြီးထွက်ခွာသွားတော့မှလာမင်းသားလည်းတပ်ပြင်းတစ်ချက်ချလိုက်မိတယ်။လာမင်းသားရဲ့အရေးချေကိုအကဲခတ်ကြည့်နေကြတဲ့ဘိုးခန့်ကြီးကလာမင်းသားအခုလိုမျိုးတပ်ပြင်းချတဲ့အကြောင်းရင်းကိုကောက်ခါငင်ကမိလိုက်တဲ့အခါမှာတော့ဒီလိုအဖိုးတို့ရဲ့သစ္စာတရားတမိုးထိုင်အသက်ကိုစတေးခဲ့တဲ့သူအခုချိန်ထိနှစ်ပေါင်း900ကျော်တိုင်သူ့ရဲ့အရှင်သခင်ပြန်လာအောင်သစ္စာရှိရှိစမ်းစားရင်သူတော်စင်ပုဂ္ဂိုလ်တွေအပေါ်မှာစိတ်ရှိတယ်လို့ပြမနေတဲ့ပရလောကသားတစ်ကောင်ဆုံးမမှာမို့လို့ပါ
အရန်အေးကြီးလို့လားမြည်เสียလာမင်းသားရဲ့တိတ်ကိုအေးကြီးရပေါ့ဖိုးတို့ရဲ့သူ့ရဲ့ဆွဲလန်းယုံကြည်စိတ်တွေကတစားတစားနဲ့မပြတ်မမိတဲ့ပုံကိုယ်တွေပေါ်ပြတ်မမိနေပြီနှစ်ပေါင်း900နီးပါးမကြုံမလို့စောင့်စားနေရတဲ့သူလွမြောက်စေချင်တာမို့လို့အခုချက်ချင်းပဲစကိုင်းဘက်ကမင်းပုံးတောင်ကိုသွားရလိမ့်မယ်လာမင်းသားရဲ့ပြောစကားအဆုံးမှာပိုးခန့်နေလို့လဲဘာမှဆက်မပြောတော့ပဲလာမင်းသားဦးဆိုင်အနာကိုလိုက်ခဲ့ကြပါတယ်နောက်လာမယ့်အတန်ဇလန်အပိုင်းရှင်းမှာတော့မင်းပုံးတောင်ကိုမှတရားရှာနေတဲ့သူတော်စင်တွေကိုလက်မခံမဲနဲ့6လန့်နှင်ထုံနေတဲ့နှစ်900ကျော်မကြုံမလို့ပရလောကသားတကောင်ကိုလာမင်းသားဘယ်လိုဆုံးမမလဲပရလောကသားကြီးကရောဘာကြောင့်နှစ်900တိတိကိုရဲမှာပဲရှိနေရတယ်လဲဆိုတာတော့လာမင်းသားနဲ့အစွဲလန်းကြီးသူတစ္ဆာဆိုတဲ့စာစဉ်ရှင်းမှာဆက်လက်ပြီးတော့နားဆင်ပေးပါအောင်နော်အားပေးသူပြောက်ချင်းစီတိုင်းကိုကျေးဇူးထူပဲတင်ရှိပါရစေဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရက်တွေမှာလည်းတိကျပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းပေါင်းများစွာကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလေးမမေ့ကြပါနဲ့ဦးနော်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူပဲတင်ရှိပါရရှင်